တစ်ချိန်လုံးကတောင်တန်းတွေဝန်းရံနေတဲ့ရွာငယ်လေးတစ်ရွာမှာမာကိုလို့ခေါ်တဲ့အသက်24နှစ်အရွယ်လူငယ်တစ်ယောက်နေထိုင်ခဲ့ပါတယ်။မာကိုဟာအလွန်ကနာမငြိမ်ဖြစ်နေသူပါ။သူ့စိတ်ထဲမှာအမြဲတမ်းတွေးတွေနဲ့ပြည့်ညက်နေတတ်ပါတယ်။တစ်နေ့လုံးအတွေးပေါင်းစုံကဝင်လိုက်ထွက်လိုက်နဲ့ဒီအတွေးတွေကသူ့ကိုမတည်မငြိမ်ဖြစ်စေပြီးပင်ပန်းစေပါတယ်။သူဟာအမြဲတမ်းသူ့ရဲ့အတိတ်အကြောင်းတွေးပြီးဝမ်းနည်းနေတတ်သလိုအနာဂတ်အတွက်လည်းအလွန်အမင်းစိုးရိမ်ပူပန်နေတတ်ပါတယ်။ဒီတွေးတွေကြောင့်သူ့စိတ်ဟာမုန်တိုင်းတစ်ခုလိုပါပဲ။သူတည်ငြိမ်မှုမရှိကောင်းကောင်းအိပ်မပျော်ပြုံးဖို့တောင်မိနေခဲ့ပါတယ်။တနေ့မှာတော့မာကိုဟာတောင်ကုန်းပေါ်ကအဝေးတနေရာကရွာတရွာအကြောင်းကြားမိပါတယ်။လူတွေပြောကြတာကတော့အဲ့ဒီရွာမှာပညာရှိအဖိုးအိုတစ်ယောက်နေထိုင်နေတဲ့။အဲ့ဒီလူဟာတစ်ချိန်ကမြို့မှာနာမည်ကြီးတဲ့စိတ်ပညာရှင်တစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်။သူဟာလူပေါင်းများစွာကိုကူညီခဲ့ပြီးသူတို့ရဲ့စိတ်ထဲမှာငြိမ်းချမ်းမှုကိုဘယ်လိုရှာဖွေရမလဲဆိုတာသင်ကြားပေးခဲ့ပါတယ်။ခုတော့သူအသက်ကြီးလာပါပြီ။သူဟာမြို့ရဲ့ရှုပ်ထွေးတဲ့ဘဝကိုစွန့်ခွာပြီးသဘာဝတရားနဲ့နီးစပ်တဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ရွာလေးတစ်ရွာမှာလာနေထိုင်တာပါ။တခါတရံသူဟာလာရောက်လည်ပတ်သူတွေကိုအကြံဉာဏ်တွေပေးလေးရှိပါတယ်။မာကိုဟာစူးစမ်းလိုစိတ်နဲ့မျှော်လင့်ချက်တွေဖြစ်လာပါတယ်။သူတွေးလိုက်တယ်။ဒီပညာရှိလူကြီးကငါ့ကိုကူညီနိုင်ကောင်းကူညီနိုင်လိမ့်မယ်။ရက်ပေါင်းများစွာရှည်လျားပြီးပင်ပန်းတဲ့ခရီးကိုဖြတ်တန်းပြီးတဲ့နောက်မှာတော့မာကိုဟာတောင်ကုန်းပေါ်ကရွာလေးကိုရောက်သွားပါတယ်။သူအဲ့ဒီကိုရောက်တော့စိမ့်လန်းဆိုပြေမှုတွေနဲ့ဖုံးလွှမ်းနေတဲ့အိမ်ငယ်လေးတစ်လုံးကိုတွေးလိုက်ရတယ်။အိမ်ရဲ့ဝရန်တာမှာအဖိုးအိုကတိတ်ဆိတ်စွာထိုင်နေပါတယ်။သူ့မျက်လုံးတွေကမှိတ်ထားပြီးအလွန်ငြိမ်းချမ်းတဲ့ပုံပေါက်နေပါတယ်။မာကိုသူ့စီကိုရှောက်သွားပြီးဖြည်းညင်းစွာပြောလိုက်တယ်။အဖိုးကျွန်တော်စိတ်တွေအယမ်းကနာမငြိမ်ဖြစ်နေပါတယ်။အတွေးတွေကိုမရက်တတ်နိုင်ပါဘူး။ကျွန်တော်လုံးသားထဲမှာငြိမ်းချမ်းမှုလိုချင်ပါတယ်။အဖိုးကျွန်တော်ကိုကူညီနိုင်မလား။ဖိုးအိုကဖြည်းညင်းစွာမျက်လုံးဖွင့်ကြည့်ပြီးတည်ငြိမ်တဲ့အပြုံးနဲ့ပြောလိုက်တယ်။ဒါဆိုမင်းကအသေးအမွှားအလုပ်လေးတစ်ခုလုပ်ဖို့ရှာနေတာကိုသူကမာကိုသူ့ရဲ့ခြံငယ်လေးထဲကိုခေါ်သွားတယ်။ပြီးတော့ရေတစ်ခွက်ကိုအစွန်းဖျားအထိလုံးဝပြည့်သွားအောင်ဖြည့်လိုက်တယ်။ဖန်ခွက်ကအရမ်းပြည့်နေတော့နည်းနည်းလေးလှုပ်လိုက်တာနဲ့ရေတွေရှန်ကျသွားနိုင်တယ်။သူကဖန်ခွက်ကိုမာကိုလက်ထဲထည့်ပေးပြီးပြောလိုက်တယ်။ဒီနေရာကနေရွာအစွန်းထိလမ်းလျှောက်သွားပြီးရင်ပြန်လာခဲ့။ဒါပေမဲ့မှတ်ထားရည်တစ်စက်တောင်မဖိတ်စေရဘူး။မာကိုကသူ့ကိုအံ့ဩတဲ့အကြည့်နဲ့ကြည့်လိုက်ပေမဲ့သူကတော့အကောင်းဆုံးလှုပ်ချင်စိတ်နဲ့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်တယ်။သူဖန်ခွက်ကိုဂယုတစိုက်ကင်ပြီးလမ်းဆလျှောက်တယ်။လမ်းကကျဉ်းမြောင်းပြီးလူရှုပ်ပါတယ်။တချို့လူတွေကလမ်းလျှောက်နေတယ်။တချို့ကပြေးနေတယ်။ဆိုင်ရှင်တွေကဈေးဝယ်သူတွေကိုအော်ခေါ်နေပြီးခွေးတွေကလည်းဟောင်နေတယ်။ဒါပေမဲ့မာကိုကဘေးပတ်ဝန်းကျင်ကိုလှည့်မကြည့်ဘူး။သူ့မျက်လုံးတွေကဖန်ခွက်ပေါ်မှာပဲရှိနေတယ်။သူဖြည်းဖြည်းချင်းဂယုတစိုက်ခြေလမ်းတိုင်းကိုလှမ်းတယ်။လူတွေကသူ့ကိုအံ့ဩတကြီးကြည့်နေကြပေမဲ့ဘယ်သူမှသူ့ကိုမနှောက်ယှက်ပါဘူး။သူတို့သိတယ်။သူဟာအရေးကြီးတဲ့အရာတစ်ခုကိုသင်ယူနေတယ်ဆိုတာ။နောက်ဆုံးတော့မာကိုအဖိုးအိုစီပြန်ရောက်လာပြီးပြောလိုက်တယ်။အဖိုးကျွန်တော်လုံနိုင်ခဲ့ပြီ။ရေတစ်စက်တောင်မဖိတ်ခဲ့ပါဘူး။ဖိုးအိုကခေါင်းညိတ်ပြီးပြုံးလိုက်တယ်။ပြီးတော့သူကမေးတယ်။အောင်းနေကွာ။ဒါပေမဲ့ငါ့ကိုပြောစမ်း။လမ်းဘေးမှာကလေးတွေကစားနေတာမင်းတွေ့ခဲ့လား။ခွေးတွေဟောင်နေတာရောကြားခဲ့လား။မာကိုကအံ့ဩသွားတဲ့ပုံနဲ့ပြောတယ်။ဟင့်ကျွန်တော်ဘာမှမတွေ့မကြားခဲ့ပါဘူး။ကျွန်တော်ဖန်ခွက်ကိုပဲအာယုံစိုက်နေခဲ့တာ။ဖိုးအိုကထပ်ပြုံးလိုက်ပြီးမြင်သာစွာပြောလိုက်တယ်။အဲ့ဒါဟာလျှို့ဝှက်ချက်ပဲ။မင်းရဲ့အထဲမှာအမြဲတမ်းရှိနေခဲ့ပေမဲ့မင်းမသိခဲ့တဲ့အရာပေါ့။မင်းရဲ့စိတ်ကပြစ္ဆုတ်ပံတဲ့မှာရှိနေတဲ့အခါကြောက်ရွံ့မှုအတွက်နေရာမရှိဘူး။ရှုပ်ထွေးမှုအတွက်နေရာမရှိဘူး။အပိုအတွေးတွေအတွက်လည်းနေရာမရှိဘူး။မင်းဟာအဲ့ဒီအချိန်မှာဖန်ခွက်ထဲကရေချောင်းကိုပဲစဉ်းစားနေခဲ့တယ်။အဲ့ဒီအချိန်မှာမင်းရဲ့စိတ်ဟာလုံးဝတိတ်ဆိတ်ငြိမ်သက်သွားတယ်။မင်းအတိတ်အတွက်ဝမ်းမနည်းခဲ့ဘူး။အနာဂတ်အတွက်မစိုးရိမ်ခဲ့ဘူး။မာကိုဖြည်းဖြည်းချင်းနားလည်စားပြုလာတယ်။ဒါဟာသူရှာဖွေနေခဲ့တဲ့ငြိမ်းချမ်းမှုပါပဲ။
ငြိမ်းချမ်းမှုဆိုတာအပြင်မှာရှာလို့ရတဲ့အရာမဟုတ်ဘူးငြိမ်းချမ်းမှုဆိုတာငါတို့ပြစ္ဆုတ်ပံမှာနေထိုင်တဲ့အခါငါတို့ရဲ့အထဲမှာအစဉ်သင့်ရှိနေပြီးသားပါမာကိုကခေါင်းငုံပြီးဖြင်းညင်းစွာပြောလိုက်တယ်အဖိုးအခုကျွန်တော်နားလည်ပါပြီကျွန်တော်စိတ်ကိုတည်ငြိမ်စေခြင်းကျွန်တော်စိတ်ကိုဒီအခိုက်အတန့်မှာပဲထားရမယ်အဲ့ဒီအခါမှသာစစ်မှန်တဲ့ငြိမ်းချမ်းမှုရနိုင်မှာပါဖိုးကထပ်ပြုံးလိုက်တယ်နေဝင်ချိန်ဖြစ်ပြီးနောက်ဆုံးလင်းတန်းတွေကမြေပြင်ပေါ်ကိုထိတွေ့နေတယ်။နှက်တွေကသူတို့ရဲ့အတိုက်စီကိုပြန်သွားကြပြီ။မာကိုအိမ်ပြန်လန်းကိုစလျှောက်ခဲ့တယ်။ဒါပေမဲ့အခုသူဟာအရင်ကလိုကနာမငြိမ်တဲ့လူငယ်မဟုတ်တော့ဘူး။သူပြောင်းလဲသွားပြီ။သူအတွင်းစိတ်မှာငြိမ်းချမ်းနေပြီ။ဘာဖြစ်လို့လဲဆိုတော့အခုသူဟာစိတ်ကိုဘလို့ငြိမ်သက်အောင်ထားရမလဲဆိုတာသိသွားပြီလေ။ဒီဇလန်းလေးကိုစက်နှစ်သက်တယ်ဆိုရင်likeလေးပေးပြီးတငယ်ချင်းတွေကိုလည်း share ပေးခဲ့ပါဦးဒီလိုစိတ်ခွန်အားဖြစ်စေတဲ့ဇလန်းတွေထပ်ပြီးနားထောင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ကျွန်တော်နဲ့အတူရှိနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အတွေ့အသစ်တွေသင်ခန်းစာသစ်တွေနဲ့အတူနောက်လာမယ့်ဇလန်းမှာပြန်ဆောင်ကြမယ်ကျမ်းမာပျော်ရွှင်ပြီးငြိမ်းချမ်းစွာနေထိုင်နိုင်ကြပါစေ။